ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အသက်တန်အုပ်စုရေကိုမိတ်ဆက်မှာဖြစ်ပါတယ်။ကိုရီးယားစာမှာဖြီးရေ၊သရရေ၊အသက်ရေဆိုပြီးတော့၃မျိုးရှိရပေါ့။မြန်မာစာမှာလည်းကျွန်တော်တို့ကကာကာခခခသင်ပြီးလို့ရှိရင်ကေကေကေခေခေခေဆိုပြီးတော့တဝေထိုးတန်သင်ရတယ်။ပြီးရင်နောက်ဆုံးကော့ကော်ကော်ခော့ခော့ခော့ဆိုပြီးတော့ကျွန်တော်တို့ရေချတန်နေပြီးရင်ရေချရှည်ထိုးတန်နေအထိုးတန်နေရရစ်တန်နေရပင်းတန်နေပြားလာရေပေါ့နော်ဒါပေမဲ့ကိုရီးယားစာမှာအဲ့လောက်ထိမရှုပ်ပါဘူးသူကဖြီးတန်ရှိမယ်သရတန်ရှိမယ်ပြီးရင်နောက်ဆုံးအသက်တန်ဆိုတာရှိပါတယ်အသက်တန်ဆိုတာကဘာလဲကြည့်အောင်အရင်ဆုံးအသက်ဆိုတာဘယ်နေရာမှာသုံးတာလဲဆိုတော့ကျွန်တော်တို့စကားလုံးတစ်လုံးရှိရပေါ့ကိုရီးယားလိုလေးကျွန်တော်တို့တစ်ခုခုရေးလိုက်တယ်ဒီဥပမာခအာခါဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်မြင်ရလားမသိဘူးဗျโอเคညမှာကျွန်တော်ရေးပြမယ်ကျွန်တော်ကခအာခါဆိုပြီးရေးလိုက်မယ်အဲ့တော့ခအာခါဆိုတာဒီခဒီဖြီးဖြစ်ပါတယ်အာဒီတရဖြစ်ပါတယ်ခအာခါဆိုတာဒီဖြီးနဲ့တရနဲ့ပေါင်းထားတာအသက်ဆိုတာကအဲ့ဒီအောက်မှာရေးရပါဥပမာခအာအောက်မှာဒီလိုခလေးတစ်လုံးထပ်ပါလာရင်ဒီအောက်ကမြင်နေရတဲ့ခလေးကိုအသက်လို့ခေါ်ပါတယ်ခအာခသက်ဆိုပြီးတော့ပြောပါတယ်ဘတ်လို့အတန်ထွက်ပါတယ်ပြင်းပြင်းထန်ထန်ဘတ်လို့အတန်ထွက်ပါတယ်အဲ့တော့အဲ့ဒါကိုအသက်လို့ခေါ်တာပေါ့အဲ့တော့ကျွန်တော်ဒီနေ့မှာတော့အသက်တန်နေမိတ်ဆက်မှာဖြစ်ပါတယ်โอเคအဲ့တော့စုစုပေါင်းကိုရီးယားစာမှာအသက်တန်အုပ်စုကြီးစုစုပေါင်း9ခုရှိပါတယ်။ဘာတွေလဲဆိုတော့ခနာထရမဖအဆိုပြီးတော့အသက်တန်အုပ်စုကြီး9စုရှိပါတယ်။အုပ်စုကြီး9စုလို့ပြောထားတာဖြစ်တဲ့အတွက်အဲ့အုပ်စုကြီးတစ်ခုချင်းစီတိုင်းမှာဖွဲ့ဝင်လေးရှိပါသေးတယ်။အဲ့တော့ဒါကိုကျွန်တော်တို့သေချာလေ့လာသွားပါမယ်။ โอเคအဲ့တော့ပထမဆုံးအုပ်စုဖြစ်တဲ့ဂါကိုစပြီးတော့လေ့လာပါမယ်ဂါတက်တန်အုပ်စုမှာဆိုရင်အဖွဲ့ဝင်9ယောက်ရှိပါတယ်ဘယ်သူတွေလဲဆိုတော့ဂါခကဂါစာလာဂဆိုပြီးတော့အဖွဲ့ဝင်9ခုရှိပါတယ်ဒါပေမဲ့အဲ့ဒီအဖွဲ့ဝင်တွေအကုန်လုံးကဂါတက်တန်အုပ်စုရဲ့အောက်မှာပါတာဖြစ်တဲ့အတွက်အတန်ထွက်ကိုတော့အတူတူပဲထွက်ရပါတယ်အဲ့တော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်ခုနပြောခဲ့တယ်ခါအားခါလို့အတန်ထွက်တယ်လို့ပြောခဲ့တယ်ခါအားခါလို့အတန်ထွက်တယ်သူ့အောက်မှာခါတက်ကလေးတက်လာရင်သူ့ကိုခါလို့အတန်ထွက်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့အောက်မှာကျွန်တော်တို့ကခါတက်ကလေးတက်ရင်ရောဘာတန်ထွက်မလဲအတူတူပါပဲခါလို့ပဲအတန်ထွက်ရပါတယ်ဘာကြောင့်လဲခါတက်သည်ခါဆိုတဲ့အုပ်စုအောက်မှာပါဝင်တာမို့လို့ပါဒါကြောင့်မလို့ကျွန်တော်တို့ခါလိုပဲရေးရေးခါလိုပဲရေးအတန်ထွက်ကတော့အတူတူခါလိုပဲအတန်ထွက်ရပါတယ်မြန်မာစာနဲ့နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ကာကြီးနာသက်ကံဆိုရင်လည်းပဲဘယ်လိုတန်ထွက်လဲကာကြီးနာသက်ကလည်းကံလို့ပဲအတန်ထွက်တယ်လို့မျိုးကာကြီးတေးတေးတင်ရလဲကျွန်တော်တို့ကံလို့ပဲအတန်ထွက်တယ်ဟုတ်တယ်မလားကာကြီးမတက်ကလည်းကံလို့ပဲအတန်ထွက်တယ်အဲ့တော့သုံးခုလုံးကအတန်ထွက်အတူတူပါပဲဒါပေမဲ့အသုံးပြုတဲ့နေရာကြီးမူတည်ပြီးတော့꿰သွားတာပေါ့ကိုရီးယားစာမှာလည်းအလိုပါပဲကျွန်တော်တို့ဒီမြင်နေရတဲ့အုပ်စု၅စုလုံးကအတန်ထွက်တစ်ခုလည်းပဲထွက်ပါတယ်ဒါပေမဲ့အသုံးပြုတဲ့နေရာကြီးမူတည်ပြီးတော့꿰သွားတယ်ပေါ့โอเคပါအဲ့တော့ဂါတတန်ဆိုတာဘာလဲဂါတတန်ဆိုတာဒီကျွန်တော်တို့အရင်ဦးဆုံးအတန်ပြင်းဖြစ်ပါတယ်အတန်ပြင်းပြင်းပြင်းထန်ထန်ထွက်ရတယ်အာကောင်မာကနေပြီးတော့ထွက်ရတယ်အာကောင်မာဆိုတာဒီကျွန်တော်တို့လေကြောင်းတတွင်းမြူချတဲ့နေရာမှာရှိရပေါ့နော်တတွင်းမြူချတဲ့နေရာဂတ်လို့ပြောလို့ရှိရင်ကျွန်တော်တို့အဲ့လေသွားပြီးတော့ထိနေတဲ့နေရာကိုအာကောင်မာလို့ခေါ်တယ်အဲ့ဒီနေရာနေအတန်ထွက်ပါတယ်ဒီမှာမြင်လားမသိဘူးဂတ်ကခောက်ဒီနေရာနေထွက်ဒီနေရာနေကျွန်တော်အတန်ထွက်ပါတယ်ကခဟုတ်ပြီအဲ့တော့ဓာတ်သက်တန်လေးကိုကျွန်တော်တို့လေ့ကျင့်ကြည့်မယ်ကဲဘာဆိုတာဒီဖြီးဖြစ်ပါတယ်အာဆိုတာဒီတရပေါ့အဲ့တော့ဖြီးလေးနဲ့တရလေးနဲ့အာအာဘာအာဘာလို့တန်ထွက်တယ်အဲ့ဒီအောက်မှာကျွန်တော်ကတက်ကလေးတက်လိုက်တယ်အဲ့တော့ကတက်ဆိုတာဒီခါတက်တန်အုပ်စုအောက်ကဖြစ်တယ်ဒါကြောင့်မို့လို့ခါတက်တန်မဲ့ထွက်ရမယ်ဘာလို့တန်ထွက်မယ်သူတန်ထွက်မလဲဘာနောက်တစ်ခုကြည့်အောင်နာအာနာလို့အတန်ထွက်တယ်သူ့အောင်မှာကျွန်တော်ကဂတ်တက်ခေကတ်လိုက်မယ်ဒါဆိုရင်ဘာဖြစ်သွားလဲနာအာဂတ်တက်နတ်လို့အတန်ထွက်ပါတယ်โอเคဒါဆိုရင်ကျန်တဲ့ဟာယူလေကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ဆိုကြည့်ပါလက်ကလေးခြာရေးပေါ့နော်ဒါအာဒါဂတ်တက်တက်လိုက်တော့နတ်လို့အတန်ထွက်ပါတယ်မအာမဂတ်တက်တက်မယ်မတ်မတ်လို့အတန်ထွက်မယ်ဆာအာဂတ်တက်삭 삭လို့အတန်ထွက်မယ်샤 아 가데 샥
jack လို့တန်ထွက်ပါမယ်အာအိုခတ်တဲ့ ok ok လို့တန်ထွက်ပါမယ်နာအာကတ်တဲ့ nak nak လို့တန်ထွက်ပါမယ်ဒါအာလာကတ်တဲ့ hak hak လို့တန်ထွက်ပါမယ်လာကတ်တဲ့ဆိုတာဒီလေဂါတတန်အုပ်စုအောင်မှာပါတာဖြစ်တဲ့အတွက် hak လို့တန်ထွက်ပါမယ်နောက်တစ်ခုမအူမူဘာသာတမဲမုလို့တန်ထွက်ပါတယ်မုဆိုတာဒီကျွန်တော်တို့ဒီအကျွင်းကိုပြောတာပေါ့နော်အဲ့တော့မုဆိုတာအကျွင်းမဟုတ်ပါဘူးသူကစားလက်ကိုပြောတာပေါ့နော်9ကို15ကိုဒီပြီး9နဲ့စားမယ်ဆိုရင်9 3 15ဆို3ပေါ့နော်မုဆိုတာဒီစားလက်ကိုပြောတာပါအဲ့တော့ဒီဂါဆာတက်ဆိုတာဒီခါတက်တန်အုပ်စုအောင်မှာပါတာဖြစ်တဲ့အတွက်နော်ခါတက်တန်အုပ်စုအောင်မှာပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့သူလည်းပဲမုဆိုပြီးတော့ပြင်းပြင်းလေးအတန်ထွက်ပြရပါတယ်ကဲအားလုံးပဲဒီထိရမယ်လို့မျှော်လင့်ပါတယ်ဒီထိရရင်ကျွန်တော်တို့နောက်တစ်မျက်နှာကိုသွားပါမယ်နောက်တစ်မျက်နှာမသွားခင်ဒီဟာလေးကိုအခုကြည့်နေတဲ့သူရဲ့စာအုပ်ထဲမှာ notes လိုက်ပြီးတော့မှတ်ထားစေချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့စကားလုံးအတူလေးလေ့လာပါမယ်ကဲဒီဟာလေးကိုဘယ်လိုဖတ်မလဲအနဲ့ယာနဲ့ဆိုတော့ယာလို့အတန်ထွက်ပါတယ်အောက်ကဂါတက်ကလေးတက်လိုက်တော့ယက်လို့အတန်ထွက်ပါတယ်ယက်ယက်ဆိုတာဒီဆေးကိုပြောတာပါကျွန်တော်တို့နေမကောင်းဖြစ်ရင်တောက်တဲ့ဆေးကိုယက်လို့ခေါ်ပါတယ်ပြီးရင်ရှေ့မှာပူပူနွေးနွေးတင်ခဲ့တဲ့ဓာအာလာဂတက်ဓာတ်လို့အတန်ထွက်ပါတယ်ဓာတ်ဓာတ်ဆိုတာဒီကြက်ကိုပြောတာဖြစ်ပါတယ်ကြက်ကိုကျွန်တော်တို့ဓာတ်လို့ခေါ်ပါတယ် โอเคအောက်ကနာအော no no မှာခါစတတ်တတ်ထားတာဖြစ်ပါတယ်ခါစတတ်ဆိုတော့ခါတတ်တန်မဲ့ထွက်လာပါတယ် knock လို့အတန်ထွက်ပါတယ် knock knock ဆိုတာဒီဘာကိုပြောရလဲဆိုတော့ဝိညာဉ်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဝိညာဉ်ကိုကိုရလို့ knock လို့ခေါ်ပါတယ်ပြီးနောက်တစ်ခုကြည့်အောင်ဒီရှေ့ဟာလေးကတော့ဖတ်တတ်မှာပါဘာဦးဘူးအာအိုခတ်တက်ခတ်တက်ဒီလေခတ်တက်တဲ့အုပ်စုအောင်မှာပါရဖြစ်တဲ့အတွက် ok လို့အတန်ထွက်ပါတယ်ဖူ ok ဖူ ok ဆိုတာမီးဖို့ချောင်ကိုပြောရဖြစ်ပါတယ်ဖူ ok မီးဖို့ချောင်ပြီးနောက်တစ်ခုစာဦးစုဘာအာခတ်တက်ဘတ်စုဘတ်စုဘတ်စုဘတ်ဆိုတာဖျဲတီးကိုပြောရဖြစ်ပါတယ်စုဘတ်โอเคပြီးရင်နောက်ဆုံးတစ်လုံးခါအိုခိုဘာဦးခတ်တက်ဘုတ်လို့အတန်ထွက်ပါတယ်ဘုတ်ခေါ်ဘုတ်ဆိုတာလိတ်ကိုပြောတာဖြစ်ပါတယ်ခေါ်ဘုတ်ဆိုတာလိတ်ကိုပြောတာဖြစ်ပါတယ်โอเคကျွန်တော်လည်းတစ်ခေါက်လောက်လိုက်ပြီးတော့အစဆုံးပြန်ပြီးတော့ဆိုကြည့်ပါမယ်ယယဟာဒါနော့နော့ဘူော့ဘူော့စူဘတ်စူဘတ်ခေါ်ဘုတ်ခေါ်ဘုတ်ပါပြီโอเคဒါဆိုရင်ကျွန်တော်တို့နောက်ထပ် slide လေးတစ်ခုသွားပါမယ်ဒီ slide လေးကဘာလဲဆိုတော့ကျွန်တော်တို့အသက်တန်ကူးပြောင်းခြင်းအကြောင်းပဲဖြစ်ပါတယ်အသက်တန်ဆိုတာကူးပြောင်းတတ်ပါတယ်ဘာဖြစ်လို့အသက်တန်ကူးပြောင်းတာလဲဆိုတော့ကျွန်တော်တို့အောက်မှာကြည့်အောင်ချစ်သူတွေဖြစ်ကနေဒဇိန်းတွေဖြစ်ကိုကူးပြောင်းတတ်တယ်လို့ပဲခါသက်တန်ကလည်းခတ်တန်ဖြစ်ကိုကူးပြောင်းတတ်တယ်ဘယ်လိုကူးပြောင်းလဲဆိုတော့ခါနဲ့ဟနဲ့တွေ့ရင်ခဆိုပြီးတော့အတန်ပြောင်းထွက်ရပါတယ်ဒါကဆောက်ဆာချင်းတော့ထူးဆန်းကောင်းထူးဆန်းနိုင်ရင်နောက်ပိုင်းကျလို့ရှိရင်မြန်မာများရင်ကျွန်တော်တို့လွယ်သွားပါလိမ့်မယ်ဥပမာဒီအခရာလေးကိုကြည့်ပါချဆိုရဲဖြီးလေးရဲ့အောက်မှာဦးဆိုရဲတရရဲ့အောက်မှာဂါတတန်လေးပါတယ်ချုလို့တန်ထွက်ပါတယ်နောက်ကဟအာဟာအဲ့တော့သူ့ကိုတစ်လုံးကြီးအတန်ထွက်ရင်ချုနဲ့ဟာနဲ့ဆိုပြီးအတန်ထွက်မှာပါဒါပေမဲ့ကြည်ပါဟောဒီမှာဂါတတန်ရှိတယ်ဟောဒီမှာဟာတတန်ရှိတယ်အဲ့တော့ဂါနဲ့ဟာနဲ့ဒီအတန်ကူးပြောင်းမှုဖြစ်ပွားပါတယ်ဒါကြောင့်မလို့ဂါနဲ့ဟာနဲ့ပေါင်းလိုက်ရင်ကျွန်တော်တို့ခတတန်ထွက်ပါတယ်အဲ့တော့ဒါလေးကိုအတန်ထွက်တဲ့အခါကျရင်ဘယ်လိုအတန်ထွက်လဲဆိုတော့ချုခါဆိုပြီးတော့အတန်ထွက်ပါတယ်ချုခါချုခါကျွန်တော်တို့ကိုရက်ကရေမှာကြားမှုပါပါဆင်ကြီးချုခါဟေယိုမွေးနေ့ကိုဂုဏ်ပြုပါတယ်ဆိုတာဒီချုခါကနေလာတာပါချုခါဆိုတာဂုဏ်ပြုတာပြောတာပါချုခါဂုဏ်ပြုသည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်โอเคဒီထိနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နောက် slide လေးတစ်ခုသွားလိုက်ရအောင်ကဲဒီမှာကျတော့ခါနဲ့ခါနဲ့နှလုံးတွေ့ရင်ကတန်အဖြစ်ကိုကူးပြောင်းပါတယ်ခါခနှလုံးတွေ့ရင်ကတန်အဖြစ်ကိုကူးပြောင်းတယ်ကဲဥပမာလေးအနေနဲ့ကြည့်အောင်
ဒီဟာလေးကိုဘယ်လိုတန်ထွက်လဲဆိုတော့ဟာအာခါတက်ဟာဘယ်လိုတန်ထွက်ပါလဲဘယ်လိုတန်ထွက်လဲဟာအာခါတက်ဟာဘယ်လိုတန်ထွက်လဲကျွန်တော်ညီအလေးမှရေးပြပါမယ်ဟာအာဂတ်တကဟာသူ့နောက်မှာဂါနေယူနေဆိုတော့ Q လို့အတန်ထွက်ပါတယ်ဟာ Q ဆိုပြီးတော့တစ်လုံးချင်းစီခွဲပြီးထွက်ရမှာပါဒါပေမဲ့ကျွန်တော်တို့ကဂါနဲ့သွားတွေ့တဲ့အခါမှာကအတန်ထွက်ပါတယ်โอเคဒါဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်ပါတစ်ချက်လောက်ဒီမှာဟောဒီမှာကျွန်တော်တို့မှာဂါတက်တန်ရှိတယ်သူ့နောက်မှာလည်းဂတစ်လုံးရှိတယ်အဲ့လိုမျိုးဂနှလုံးသွားစုံလို့ရှိရင်ကျွန်တော်တို့ကတက်တန်ထွက်ရပါတယ်ဒါကြောင့်မလို့သူ့ကိုဟာကျူလို့မထွက်တော့ဘဲနဲ့ဟာကျူဆိုပြီးတော့ထွက်ရပါတယ်သူ့ကိုတန်ပြောင်းပြီးထွက်ပေးရပါတယ်ဟာကျူဆိုတာကြောင်းကိုပြောတာဖြစ်ပါတယ်ဟာကျူကြောင်းโอเคဒါဆိုရင်နောက်တစ်ခုကြည့်အောင်ကျွန်တော်တို့ငါနဲ့နဲ့တွေ့လို့ရှိရင်တန်ပဲပြန်ထွက်ရပါတယ်အဲ့တော့ဆိုတဲ့စကားလုံးလေးကိုတရားမှတ်ထားပါဆိုတဲ့အခရာလေးက silent ဖြစ်ပါတယ်သူနဲ့ဘာနဲ့ပဲတွေ့ရကောင်ပဲပြန်ထွက်ရတယ်သူကတုံညနဲ့တူတယ်ပေါ့နော်တုံညနဲ့ဘာနဲ့ပေါင်းတဲ့ခဏန်းပြန်ရတယ်လို့ပဲသူနဲ့ဘာနဲ့ပဲတွေ့ရဟာပြန်ရပါတယ်အဲ့တော့ဒီမှာဆိုရင်ဟာအာခါတကဟပ်လို့အတန်ထွက်ပါတယ်နောက်မှာဦးလို့အတန်ထွက်တယ်ဒါမဲ့ဒီမှာအောက်မှာရှိတဲ့ခလေးနဲ့သူ့အောက်မှာရှိတဲ့လေးနဲ့တွားတွေ့တဲ့အခါမှာကျတော့ကျွန်တော်တို့သူ့ကိုဟကူလို့ပြောင်းထွက်ရပါတယ်။တန်ထွက်တဲ့အခါကျရင်သူ့ကိုဟကူလို့ထွက်ပါတယ်။ဟကူဆိုပြီးတော့တတ်စီမို့တော့ပဲနဲ့ဟကူဆိုပြီးတော့ထွက်ရပါတယ်။ကဲဒီထိရမယ်လို့ပြောလမ်းပါတယ်။ဟကူဆိုတာចောင်းသားကိုပြောတာပါ။ပြီးရင်နောက်တစ်ခုဓာနဲ့တွေ့လို့ရှိရင်ကျွန်တော်တို့တန်ပြောင်းပြီးထွက်ရပါတယ်။တန်ပြောင်းပြီးထွက်ရပါတယ်။ဒီပု္ပ္ပာမှာကြည်ပါပု္ပ္ပာတော်ဖြစ်တယ်ဒီစကလုံးလေးကိုကြည့်ပါအာခါတက်ကလို့တန်ထွက်ပါတယ်နောက်ကအိုကဒိုလို့တန်ထွက်ပါတယ်ဒါပေမဲ့နဲ့တွေ့တဲ့အခါမှာအတန်ကူးပြောင်းပြီးတော့ဒိုလို့မထွက်ရဘဲနဲ့တူဆိုပြီးတော့ထွက်ပါတယ်တူဆိုတာဘာကိုပြောရလဲဆိုတော့ဘောက်ကိုပြောတာပါကျွန်တော်တို့သင်္ချာတင်တဲ့အခါမှာ45ဒီဂရီ90ဒီဂရီဆိုပြီးတော့ပြောရမလားအဲ့ဒီပြောရဲ့ဒီဂရီကိုတူလို့ခေါ်ပါတယ်တူဖြစ်ပြီးနောက်တစ်ခုဓာတ်နဲ့စနဲ့တွေ့လို့ရှိရင်တော့ကျွန်တော်တို့စတန်ပြောင်းပါတယ်အဲ့တော့ဒါစနဲ့ဘာကွာရလဲဆိုပြီးလာမယ်ပေါ့နော်တကယ်တော့ဒီဟာကစလိန်တန်ဖြစ်ပြီးတော့ဒီနောက်ကဟာလေးကစလုံးတန်ဖြစ်ပါတယ်အဲ့တော့ဓာတ်နဲ့စနဲ့တွေ့ရင်ဓာတ်နဲ့စလိန်နဲ့တွေ့ရင်စလုံးတန်ပြောင်းထွက်ရပါတယ်အစပိုင်းမှာတော့မတိတာပဲမဲ့နောက်ပိုင်းကျရင်တိတာပါလိမ့်မယ်နော်အဲ့တော့အစပိုင်းမှာတော့စာလုံးနဲ့စာလိုက်ဘာမှအတန်မကွာဘူးပေါ့ဟုတ်ပါတယ်ဒါပေမဲ့ဖြည်းဖြည်းကိုရီးယားကိုရောက်လာပြီးတော့ကိုရီးယားစာနဲ့နားယူပါပြီးတော့ကိုရီးယားလိုအများကြီးတက်သွားတဲ့ခါကျရင်စာလိမ်တိုင်းစာလုံးတဲ့အများကြီးကွဲမှန်းသိလာပါလိမ့်မယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့အောက်ကဥပမာလေးကြည့်မယ်နာအာမှာကတတ်ထိုင်ကတတ်ဆိုတာဒီလေဒါဒီပါလေဂါတတ်ပဲဟုတ်တယ်မလားအဲ့တော့ဂါတတ်နဲ့စနဲ့တွေ့တဲ့အခါမှာတော့စာလုံးတန်ပြောင်းသွားပါတယ်နက်ရှီလို့တန်ထွက်ပါတယ်သူနက်ရှီဆိုတာငါးမြားခြင်းလို့အဓိပ္ပာယ်ရတယ်နက်ရှီโอเคနောက်ဆုံးတစ်ခုမဟုတ်သေးဘူးနောက်ဆုံးတစ်ခုရှိရခါနဲ့ချာနဲ့တွေ့ရင်ဘာတန်ထွက်လဲခါနဲ့ချာနဲ့တွေ့ရင်ကြတန်ထွက်ပါတယ်ကြတန်ထွက်ပါတယ်ဒီအောက်ကဥပမာလေးပါကြည့်ပါခါအာခါတက်ခနောက်ကချာအာချာခါချာဆိုပြီးတော့ရေးထားပါဒါပေမဲ့ခါနဲ့ချာနဲ့တွေ့ရင်ကြတန်ထွက်ပါတယ်အဲဒါကြောင့်သူ့ရဲ့အတန်ထွက်အမှန်ကခါချာဆိုပြီးတော့ဖြစ်သွားပါတယ်ဘယ်လိုဖြစ်သွားလဲခါချာဆိုတာတတ်စီဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဖြစ်ပြီးနောက်တစ်ခုต่อပါမယ်နောက်တစ်ခုကတော့ခါနဲ့ဘာနဲ့တွေ့လို့ရှိရင်ပတန်ပြောင်းပါပါတယ်ခါဘာတွေ့ရင်ပတန်ပြောင်းတယ်ဒီမှာကတော့အာခတ်တဲ့မီးလေးဖြစ်နေရပေါ့နော်အဲ့တော့ဒီစကားလုံးလေးကိုကြည့်ပါခါဦးခုဓာတ်တက်လိုက်တော့ခုလို့အတန်ထွက်ပါတယ်နောက်ကဘာအာဟာအောက်ကနေဘာတက်ကလိုက်တော့ဘာတက်ကမတင်ရသေးဘူးပေါ့နော်မတင်ရသေးတဲ့အတွက်ခတ်တယ်လို့ဖြစ်နေအဲ့တော့ဘပ်လို့အတန်ထွက်တယ်သူကပါဇက်ပိတ်တဲ့အတန်ထွက်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကခါနဲ့ဘာနဲ့သွားတွေ့တဲ့အခါမှာပတန်ပြောင်းတယ်အဲ့တော့သူကျွန်တော်တို့ဂုဘပ်လို့မထွက်ပဲနဲ့ဂုပတ်ဆိုပြီးတော့ထွက်လာပါတယ်ဂုပတ်ဘူးဆန်မနာမည်ကြီးကတော့ဒွေးကြီးဂုပတ်ဆိုတာနာမည်ကြီးပါတယ်ရှေ့ကနေဒွေးကြီးဆိုတာကဝက်ကိုပြောတာပါဓာတ်နဲ့ဝေးနဲ့ပေါင်းတာဒွေးကြီးဝက်
돼지국밥 ဆိုတာဝတ်သားစုပြုတ်ထမင်းကိုပြောတာဖြစ်ပါတယ် 돼지국밥 အဲ့တော့ 밥 လို့အတန်မထွက်ဘဲနဲ့ 밥 ဆိုပြီးတော့ပြောင်းထွက်ပါတယ် 돼지국밥โอเคဒီထိရမယ်လို့မျှော်လင့်ပါတယ်ရမယ်ဆိုရင်ကျွန်တော်တို့ gat တက်တန်နဲ့ gat တက်တန်ပါရဲ့အခရာစာလုံးလေးကိုလေ့လာကြည့်ပါမယ်အရင်ဆုံးချူ gat တက်ချုနောက်ကခူကခူတက်တက်စီထွက်ရင်ချုခူလို့ထွက်ရမှာပါဒါပေမဲ့အတက်တန်ကူးပြောင်းသွားရင်ခနဲ့ခနဲ့ပြောင်းတော့ကျွန်တော်တို့ဘာတန်ထွက်လဲကတန်ထွက်ပါတယ်ဒါကြောင့်သူကိုချုကူလို့အတန်ထွက်ရပါတယ်ချုကူချုကူဆိုတာဘောလုံးကစားခြင်းကိုပြောတာပါ football ဘောလုံးကစားခြင်းအားကစားကိုချုကူလို့ခေါ်ပါတယ်ပြီးရင်နောက်တစ်ခုကြောင်းဟာအာဂတ်တက်ဟာနောက်ကခါနေယူနေက Q လို့ထွက်ပါတယ်ဒါပေမဲ့ခါခတွေ့တဲ့အခါမှာကတန်ပြောင်းသွားပြီးတော့သူကိုဟာ Q လို့အတန်ထွက်ရပါတယ်ရှေ့မှာလေးတစ်ခေါက်ရှင်းပြပြီးသားနော်ဟာ Q လို့အတန်ထွက်မယ်ပြီးရင်မိသားစုကိုခအာခါချာအိုခါတက်ချုပ်လို့အတန်ထွက်တယ်ခါချုပ်ဆိုတာ family မိသားစုကိုပြောတာပါနောက်ဆုံးတစ်ခုမှတ်ဉာဏ်ကိုရလို့ခါဤခီအာအိုခါတက်အော့ခီအော့လို့အတန်ထွက်တယ်လို့အတန်ထွက်မလဲခီအော့ဆိုတာကမှတ်ဉာဏ်ကိုပြောတာပါမှတ်ဉာဏ်ဆိုတာ memory ပေါ့နော်ကဲ key off ထပ်ပို့ပြီးရင်နာကြကောင်းတဲ့အဖြစ်လေးတခုရှိတယ်ဒါပါလေ chew off လို့အတန်ထွက်တယ် off ချင်းအတူတူပဲတွေ့လားဒီမှာက key ဒီနောက်မှာ chew off ဆိုတာじゃဘာလဲဆိုတော့အမှတ်တရကိုခေါ် remembrance ကိုခေါ်တာဒီတိုင်းမှတ်ဉာဏ်မဟုတ်တော့ဘူးမှတ်ဉာဏ်ဆိုတာစာရိုက်ပိုင်ကြည့်ရင်လည်းမှတ်ဉာဏ်နေကြတယ်ဒါပေမဲ့အမှတ်တရဆိုတာじゃပြန်မရနိုင်တော့တဲ့အရာတွေပေါ့နော်တစ်ချိန်တုန်းကချစ်ခဲ့ကြတဲ့အကြောင်းအရာတွေကို chew off မှတ်ဉာဏ်လို့ခေါ်ပါတယ် sorry အမှတ်တရလို့ခေါ်ပါတယ် key off ဆိုတာမှတ်ဉာဏ် chew off ဆိုတာအမှတ်တရနောက်ဆုံးတစ်ခု사우수 하아가다 수학ဆိုတာသင်္ချာကိုပြောတာစုဆိုတာကဏန်းတွေကိုပြောတာဟတ်ဆိုတာလေ့လာခြင်းကိုပြောတာအဲ့တော့စုဟကဏန်းတွေလေ့လာခြင်းသင်္ချာကိုပြောတာနော်စုဟမှာလည်းအောက်မှာဂတ်တပ်ပါတယ်စုဟဆိုတာသင်္ချာကိုပြောတာโอเคဒီနေ့တော့ဂတ်တပ်တန်ပြီးတော့ပါပြီနောက်နေ့မှာတော့နာတက်တန်အုပ်စုတော့မှာဖြစ်ပါတယ်နာတက်တန်မှာတော့ဘယ်လိုလေးသုံးမယ်ဘယ်စကလုံးလေးပါမယ်ဆိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတစ်ပုဒ်နဲ့အတူတူပြန်လာခဲ့ပါမယ်တာပျော်ရွှင်လေးဒီနေ့ဖြစ်ပါစေ